ဧရာဝတီ၏အဆောင်အရှောက်ရှေးဟောင်းဧရာဝတီမြစ်ကမ်းဘေးရှိရွာငယ်လေးတစ်ရွာတွင်မင်းမြစ်ဟုခေါ်သောထူးဆန်းသည့်လူငယ်တစ်ဦးနေထိုင်သည်သူသည်အခြားသူများထက်တမယုံသာမကရေအောက်တွင်နိုင်ပေါင်းများစွာအသက်ရှူနိုင်သည့်အစွမ်းရှိသည်မင်းမြစ်သည်မြစ်ထဲရှိသတ္တဝါများချင်းဆက်ထွင်နိုင်သည်သူသည်ရေအောက်ရှိနာကြီးများအမြစ်၏အခြေအနေကိုမေးမြန်းလေ့ရှိပြီးသူတို့ကလည်းသူ့ကိုခင်မင်ကြသည်ဒီနေ့တွင်ရွာရှိတက်ကြီးတွေကိုတည်ဦးဖြစ်သူတော့ခင်သည်မြစ်ရေများပုံမှန်မဟုတ်ဘဲညမြန်းလာသည်ကိုတတိပြုမိသည်သူမသည်စိုးရင်တာကြီးဖြင့်မင်းမြစ်ကိုလာရောက်တတိပေးသည်ရုတ်တရက်မြစ်ထဲမှထူးဆန်းသောရေမော်ပြီးလူများတက်လာပြီးရွာသူရွာသားများကိုစတင်တိုက်ခိုက်ကြသည်မင်းမြစ်သည်မိမိ၏ရွာကိုကာကွယ်ရန်သူတို့ချင်းရဲရဲဝံ့ဝံ့ရင်ဆိုင်သည်ဤဘေးဒုက္ခ၏အရေးအမြစ်ကိုရှာဖွေရန်မင်းမြစ်သည်မြစ်၏အနက်ဆုံးနေရာသို့ငုတ်ရှိုးသွားခဲ့သည်ရေအောက်ကဘာတွင်သူတစ်ခါမှမမြင်ဘူးသောအရာများရှိနေသည်မြစ်အောက်ခြေတွင်ရှေးဟောင်းနှံသောပြက်ကြီးတစ်ခုကိုသူတွေ့ရှိခဲ့သည်ထိုနေရာသည်သူ၏ဘိုးဘေးများပိုင်ဆိုင်ခဲ့သောရေအောက်နိုင်ငံတော်ဖြစ်ကြောင်းသူခန်းစားမိသည်နန်းတော်အတွင်းတွင်သူသည်မိမိ၏ဘိုးဘေးများကိုစောင့်ရှောက်နေသောနတ်သမီးတစ်ပါးဖြစ်တွေ့ဆုံသည်သူမကမင်းမြစ်ကိုရွှေရောင်သုံးပွားတန်ဆုကြီးတစ်ချောင်းပေးအပ်သည်မင်းဟာမြစ်ပရင်ရဲ့သွေးသားပေးမင်းမြစ်ဘူးနတ်သမီးကဆိုသည်ဒီတန်ဆုကမင်းကိုမြစ်ရေပြင်ကိုထိန်းချုပ်နိုင်တဲ့အစွမ်းပေးလိမ့်မယ်ထိုအချိန်တွင်မြစ်ရေပြင်ကိုဖျက်ဆီးနေသောနဂါမင်းသည်မင်းမြစ်ရှိသို့ပေါ်လာသည်နဂါမင်းသည်အလွန်ကြီးမားပြီးကြောက်မက်ဖွယ်ကောင်းလာသည်နဂါမင်းသည်သူ၏အမိဖြင့်ရေတိုင်းကြီးများကိုဖန်တီးကာမင်းမြစ်ကိုတိုက်ခိုက်သည်မြစ်ရေများဝယုံသုံးကားဖြစ်ကုန်သည်မင်းမြစ်သည်သူ၏သုံးပွားတန်ဆုကိုအသုံးပြု၍မြစ်၏အင်အားကိုစုစည်းလိုက်သည်သူသည်နဂါမင်းကိုထိချုပ်ကာမြစ်အတွင်းသို့ပြန်လဲတင်နှင်းလိုက်သည်မြစ်ရေများပြန်လဲကြည်လင်သွားပြီးကျေးရွာလေးသည်လည်းအေးချမ်းသွားသည်မင်းမြစ်သည်ရွာသူရွာသားများကိုကာကွယ်ပေးသည့်ဧရာဝတီ၏သူရဲကောင်းဖြစ်လာသည်